ဘလောက်ရုပ်ချောချောတည်သွားပြီးနောက်ဘဝဘလို့ရုပ်ကြီးနဲ့မွေးလာမှမသိဘူးဘလောက်ပစ္စည်းဥစ္စာချမ်းသာနောက်ဘဝပြန်ဝင်သားမဲ့နေရာကသူဆင်းရဲ့အိမ်မှာလည်းဖြစ်နိုင်တယ်ဘလောက်ယာရုအာနာတွေရှိနောက်ဘဝသွားဝင်စားမဲ့နေရာကကိုယ်နိုင်မဲ့နေရာလည်းဖြစ်နိုင်တယ်ဘလောက်ပဲပညာတွေတော်တက်နောက်ဘဝကာယခေါ်ရနေစတင်ရမှာပဲအဲ့ဒါကိုမမေ့နဲ့လူတွေကကိုယ့်ဟာနဲ့ကိုယ်တော့ဟုတ်နေကြတာပဲကိုယ်ထင်တဲ့ကိုယ်ပေါ့ရုပ်ချောတဲ့လူကလည်းရုပ်ချောတာလေးအကြောင်းပြပြီးတော့မာနတွေတက်နေကြအသက်ငယ်တဲ့ပုဂ္ဂိုလ်ကလည်းအသက်ငယ်တာလေးအကြောင်းပြုပြီးတော့မာနတွေတက်နေကြပတ်စံရှိတဲ့ပုဂ္ဂိုလ်ကလည်းပတ်စံရှိတာလေးအကြောင်းပြပြီးတော့မာနတွေတက်နေကြယာရုအာနာပါဝါရှိတဲ့ပုဂ္ဂိုလ်ကလည်းဒီလိုပဲပေါ့ဦးဇင်းတို့ပါဝင်ပါပဲကိုယ်မှာရှိတဲ့အရာတစ်ခုကိုအကြောင်းပြုပြီးတော့မာနတွေတက်ကြတယ်မာနတွေဖြစ်တတ်ကြတယ်စဉ်းစားကြည့်လိုက်မယ်ရုပ်ကိုအကြောင်းပြုပြီးတော့မာနတက်တယ်ဆိုရင်ရုပ်ဆိုတာကအလွန်ဆုံးခံရင်အလွန်ဆုံးနှစ်ပေါင်း50ပေါ့နှစ်ပေါင်း50ကျော်60 90ဆိုရင်ရုပ်ကရွတ်တွပြီးတော့ဘယင်းတွေတွန့်သွားရလည်းမကောင်းတော့မျက်စိရလည်းမှုံလာတယ်စပင်ရလည်းရေးတယ်ဖြူသေးတယ်တရားရစရာတွေပေါ့တခြားစဉ်းစားကြည့်အဲ့တော့ဒီရုပ်ကိုအကြောင်းပြုပြီးတော့ဒီရုပ်ချောတာကြီးအကြောင်းပြုပြီးတော့မာနတက်နေတော့လေတစ်ချိန်ညအိုရမယ့်ရုပ်ကြီးလူတွေကတော့ပြောကောင်းပြောမှာပေါ့အိုရင်တော့ဘယ်မာနတက်တော့မလို့အခုငယ်တော့မာနတက်တာပေါ့ဟုတ်ပါတယ်တက်လို့ရပါတယ်အဲ့တော့မာနဆိုတဲ့တရားကနောက်ဘဝမှာမာနကြီးတဲ့ပုဂ္ဂိုလ်တွေဟာသူကလူလင်မေးတဲ့မိကုံမြတ်စွာဘုရားဖြေထားတဲ့ထင်ပါဆိုရင်မာနကြီးတဲ့ပုဂ္ဂိုလ်တွေကနောက်ဘဝအမျိုးရုပ်တက်တယ်တဲ့နိုင်ပါတဲ့အမျိုးတွေမှာလူဖြစ်တတ်တယ်ပေါ့အဲ့တော့အဲ့ဒီမာနဒီရုပ်ကလေးနုနယ်ပြုံမြင့်တဲ့အချိန်လေးကိုနော်နုနယ်ပြုံမြင့်တဲ့အချိန်ကရုပ်ကလေးကိုအကြောင်းပြုပြီးတော့ဦးဇင်းတို့မာနတွေတက်တော့ဘာဖြစ်လဲမပြောသင့်တာတွေပြောတယ်မလုပ်သင့်တာတွေလုပ်တယ်မပြိုင်ဆိုင်သင့်တာတွေပြိုင်ဆိုင်နေပေါ့ဒါရှုံးတယ်ပတ်သက်ပြီးတော့နောက်တစ်ခုငွေကြေးစီးပွားရေးနဲ့ပတ်သက်ပြီးတော့တချို့တွေငွေရှိလို့မောက်မာတာတွေတွေ့ရတယ်ကားစီးနိုင်လို့ဘယ်သူမှလူမထင်တာမျိုးတွေတွေ့ရတယ်စီးဥစ္စာဆိုတာလည်းစဉ်းစားကြည့်လေပစ္စည်းဥစ္စာတွေကကိုကမခွဲဘူးဆိုရင်တော့ဒီပစ္စည်းဥစ္စာတွေကရန်သူ၅ပါးနဲ့ဆက်ဆံနေတဲ့လို့ကြောင့်ခုငလျင်လောက်တာပဲကြည့်ပေါ့ကိုပါသွားတာဘာမှယူချိန်မရှိဘူးကိုယ်အသက်တောင်ချက်မသေးကံကောင်းချက်စလူပါသေးပစ္စည်းသင်္ခါရလူသင်္ခါရကိုမစွန့်လဲဒီပစ္စည်းကကိုယ်စွန့်သွားနိုင်တယ်အဲ့တော့ဒီပစ္စည်းအကြောင်းပြုပြီးတော့ချုပ်ကမာနတက်တော့ဘာဖြစ်လဲနောက်ဆုံးပစ္စည်းဆိုတာသူကိုအသက်ရှင်နေတဲ့အချိန်ဒီပစ္စည်းတွေရန်သူ၅ပါးကြောင့်မပျက်စီးဘူးဆိုရင်တော့ကိုကပျက်စီးသွားမှာကိုကတည်သွားမှာထားခဲ့ရမှာအဲ့ဒါအကြောင်းပြုမာနတက်တော့လေဦးဇင်းတို့တကယ်ဆိုတော့မတက်သင့်ဘူးပေါ့အဲ့လိုလေးမှန်ကန်ပစ္စည်းရလဲကိုစွန့်နိုင်တယ်ခုနီးကဆုံးငင်္ဂလျင်ပေါ့ပစ္စည်းရမစွန့်ဘူးဆိုရောပစ္စည်းရတော့ဟုတ်ပါပြီတိုက်တွေကားတွေကဘာမှမဖြစ်ဘူးကိုကတနေရသွားတယ်အက်ဆီဒန့်ဖြစ်ပြီးသေသွားတယ်ထားခဲ့ရပြီကိုကစွန့်ထားခဲ့ရလူတွေဝိုင်းရိုက်လို့သေတယ်လူရက်တဲ့နေရာမှာတော့မှထိုးနှက်ပြီးတော့လူရကြဆိုရင်တက်အန်နေဖြစ်သေသွားပြီထားခဲ့ရပြီလေအဲ့လိုထားခဲ့ရပြီးတော့ဒီပစ္စည်းရှိစဉ်ကာလကကိုကမာနကြီးမားထားတယ်ဆိုရင်ကိုတက်နဲ့ကိုပြန်ဆူတာဒီကိုကြီးမားထားတဲ့ကိုထင်ကြီးထားတဲ့ကိုရဲ့စီးစိမ်ဥစ္စာတွေကကိုဘာမကင်နိုင်ဘူးမကင်နိုင်တဲ့အပြင်ဒီပစ္စည်းအကြောင်းပြုပြီးကိုတော်မှရုံနေတဲ့ဘဝရောက်ရတာပေါ့နော်ဒါပစ္စည်းဥစ္စာအာနာတွေဝဲဒီဂရီတွေတူပါပဲဒါကဥစဉ်တို့အရှင်ဘုရားမဖြစ်ဘူးလားဆိုလို့ရှိရင်ဖြစ်တာပေါ့ပုထုဇဉ်ပဲဖြစ်တယ်လူတိုင်းဖြစ်တယ်အဲ့ဒါကလူတိုင်းဖြစ်တာအပြစ်မဟုတ်အဲ့ဒီဖြစ်တဲ့အပေါ်မှာကိုကဒီတိုင်းလိုက်ပြီးတော့စိတ်ကဖြစ်တိုင်းလိုက်ပြီးတော့ကိုကဘာဖြစ်နေမယ်စိတ်ကိုတတိနဲ့မထိန်ချုပ်ဖင်းနဲ့စိတ်နောက်ကိုရှောက်လိုက်ပြီးဖြစ်နေမယ်ဆိုရင်
ကိုပဲခံရမှာဦးစင်းတို့လည်းမဖြစ်လို့ဖြစ်တယ်တို့တတိထားတတိနဲ့ပြန်ထင်ဒါတော့မဖြစ်တယ်ဒါမြဲတဲ့ຢာတွေမဟုတ်ဒီကအကြောင်းပြုပြီးဖြစ်နေလဲမထူးဒီကအကြောင်းပြုပြီးဒါဖြစ်နေမယ်ဆိုရင်ကောင်းကျိုးကမရှိဘူးလူသိရတယ်သိပြီးတော့ပြန်ထိန်းတော့လုံးဝမစွန့်ပယ်နိုင်ဘူးဆိုရင်တော့မှအားနေပါနေငယ်တော့ကြံကြပါအဲ့တော့အားလုံးလည်းဒီလိုရုပ်ရည်ချုံမောလာပါတော့လေအကြောင်းပြုပြီးတော့အဖြစ်မလဲမာနတွေဖြစ်နေတယ်ပစ္စည်းဥစ္စာချမ်းသာတာအကြောင်းပြုပြီးတော့မာနတွေထောင်လွှားနေမှာဘယ်သူမှလူမထင်တဲ့ပုံစံငါမှယာတို့ရှိတာနာရှိတဲ့ဘာဝရှိတဲ့ဘွဲဒီဂရီတွေရှိတယ်ဆိုပြီးတော့ကိုယ့်ထက်နှိမ့်တဲ့လူတွေကိုလူမထင်ဆက်ဆံမယ်မောက်ပါမယ်ဆိုရင်နောက်ဆုံးကိုယ့်ဘဝပဲအောက်ကျရလိမ့်မယ်ဒီဘဝသာတော့ဟောမှာပေါ့ဘယ်လောက်ရုပ်ချောတည်သွားပြီးနောက်ဘဝဘယ်လိုရုပ်ကြီးနဲ့မွေးလာမှမသိဘူးဘယ်လောက်ပစ္စည်းဥစ္စာချမ်းသာနောက်ဘဝပြန်ဝင်သားမဲ့နေရာကသူစင်းရဲ့အိမ်မှာလည်းဖြစ်နိုင်တယ်ဘယ်လောက်ယာရုအာနာတွေရှိနောက်ဘဝသွားဝင်စားမဲ့နေရာကကိုယ်နိုင်မဲ့နေရာလည်းဖြစ်နိုင်တယ်ဘယ်လောက်ပဲပညာတွေတော်တက်နောက်ဘဝကာယီခေါ်ရနေစတင်ရမှာပဲအဲ့ဒါကိုမမေ့နဲ့